ကျမတို့ရဲ့ channel လေးကိုနားဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဒီကနေ့တင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့စာရေးဆရာမင်းဆက်အောင်ရေးသားထားတဲ့ဘူရင်းတဲ့လောကမာယာဆိုတဲ့ကမ္မယဇာတ်လမ်းတွေကအပိုင်း7ဖြစ်တဲ့ကျုံနဲ့တိမ်ညွတ်စားသောစုံဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းလေးမစတင်မီကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးတော့အသစ်တွေတင်တိုင်းသိရှိရအောင်လို့ဘေးနားကခေါင်းလောင်းလေးကိုလည်းနှိပ်ပေးထားကြပါဦးနော်။အခုတော့ဇာတ်လမ်းလေးကိုစလိုက်ကြရအောင်ပါရှင်။ကျုံနဲ့တိမ်ညွတ်စားသောစုံကျုပ်ကအခုဆိုရင်ငကားမကိုကြောခိုင်းပြီးထွက်လာခဲ့တာ3ရက်တိတိရှိသွားပြီအဲ့ဒီ3ရက်လုံးမှာကိုအပြစ်ရှိရဲ့လူတယောက်လို့ခံစားနေရပြီးတော့မကြာခဏဆိုသလိုပဲငကားမရဲ့ပုံရိပ်တွေကမျက်စိထဲမှာပေါ်လာပြီးနောင်ရဆိုတာကြီးကိုခံစားနေရတာကြောင့်ကျုံလဲအရင်ကလိုမျိုးပေါ့ပမနေနိုင်တော့ဘဲနဲ့လေးလံထိုင်းမိုင်းခြင်းကိုခံစားနေရတယ်နောက်ပြီးရွှေဆက်တော်စီကိုသွားနေတဲ့ခီးကိုတောင်စိတ်မပါသလိုမျိုးခံစားနေရတယ်။အဲ့လိုနဲ့လေးလံတဲ့စိတ်တွေဖြစ်ပေါ်နေပြီးတနေရာကိုရောက်တဲ့အခါမှာတော့ဘယ်လိုမှပြောမပြတတ်အောင်အိတ်ချင်လာတာနဲ့အဲ့ဒီအနားမှာရှိတဲ့တစ်ပင်ကြီးအောက်ကိုတွားပြီးတော့တစ်ပင်ကြီးကိုမှီပြီးမျက်စိမှိတ်လိုက်တယ်။အဲ့ဒီခါမှာအကိုကြီးစနကားဆိုတဲ့နီနီကက်ကက်ခေါ်လိုက်တဲ့အတန်ကိုကြုတ်ကြားရတယ်။ဒါနဲ့လှည့်ကြည့်လိုက်တော့လက်ပိုက်ပြီးမတက်ရက်နေတဲ့စနကားကိုတွေ့ရတယ်လေ။ညီတော်ပါလားဘာလို့ရောက်လာတာလဲဆန္ဒကအကိုကြီးစိတ်ကိုလေးလံစေတဲ့အရာတွေကိုရှင်းလင်းပေးဖို့ရောက်လာတာငကားမကိစ္စမှာအကိုကြီးရဲ့လောက်ရအပေါ်ညီတော်ဘာတစ်ခုမှမစွတ်ဖက်ပဲနဲ့အသာလေးနေလာခဲ့တာအဲ့ဒါအကိုကြီးရဲ့လောက်ရမှန်ကန်လို့လေဒါတော့ဟုတ်ပါတယ်ညီတော်ဒါမဲ့ငကားမဘက်ကကြည့်မယ်ဆိုရင်လေအကိုလောက်ရကအတော်လွန်သွားတယ်ထင်တယ်ဆန္ဒကရဲ့ကိစ္စရက်တိုင်းမှာဘေးထွက်ဆိုးကျိုးဆိုတာတော့အနေချင်းရှိတတ်ပါတယ်အကိုကြီးဟာဒီလိုဖြစ်ပေါ်လာတဲ့ဘေးထွက်ဆိုးကျိုးအပေါ်ကိုဘယ်လိုလက်ခံမလဲဆိုတဲ့စိတ်ဓာတ်ကသာအဓိကအကြဆုံးအကြောင်းတရားပါဘလို့စနကအကိုကြီးလေးသိထားတဲ့ကိစ္စတစ်ခုဖြစ်တဲ့မြတ်စွာဘုရားလက်ထက်တော်ကအဖြစ်အပျက်တစ်ခုနဲ့ချိန်ထိုးပြီးကျွန်တော်ပြောပြပါမယ်ဘုရားလက်ထက်တော်ကာလတုန်းကညီတော်အာနန္ဒာမင်းသားနဲ့သူ့ချစ်သူဇနယရကလျာဏီတို့လက်ထက်ပွဲအပြီးမှာဘုရားရှင်ကသူ့ရဲ့ညီတော်အာနန္ဒာမင်းသားလက်ထက်ကိုတပိတ်ထည့်ပေးပြီးတခါတည်းကျောင်းတော်ခေါ်ရဟန်းပြုတ်ပေးလိုက်တဲ့အဖြစ်မှာနန္ဒမင်းသားရဲ့ချစ်သူဇနယရကလျာဏီတယောက်ဘလို့ဖြစ်ပြီးကြံရင်ခဲ့မယ်လို့ထင်လဲအကိုကြီးညီတော်ကလည်းအလွန်ပူဆွေးတော့ခရောက်ပြီးကြံခဲ့မှာပေါ့ဒါဆိုအကိုကြီးကမြတ်စွာဘုရားကိုအသေးခွဲတဲ့သူချစ်သူနှစ်ဦးကိုကွဲကွာစေတဲ့သူလို့သတ်မှတ်လိုက်တော့မှာလားစနကအဲ့ဒီလိုမေးလိုက်တော့ကျုပ်လဲအဲ့ဒီအဖြစ်ပြက်နဲ့ကျုပ်ရဲ့ဖြစ်နေတဲ့ပုံကိုချိန်ထိုးမိပြီးတော့တော်တော်လေးကိုစိတ်လက်ပေါ်ပါသွားရတော့တယ်ဗျာအကိုသဘောပေါက်ပါပြီညီတော့စိတ်ထဲမှာလဲကိုဖြည့်သိမ့်လို့ရသွားပါပြီကွာဒါနဲ့ငကားမနေတဲ့ရေကန်နားကကောင်တွေကဘာလို့စိတ်ဆိုးဒေါသထွက်နေကြတာလဲအဲ့ဒီကောင်တွေကငကားမလက်ချက်နဲ့အသက်ဆုံးရှုံးလိုက်ရတဲ့တိုက်ဆရာတွေပေါ့ငကားမကတင်ကန်းဝတ်ထားတဲ့ဖုန်ကြီးကိုအသက်နှုတ်နိုင်စွာရှိလားညီတော့အကိုမေးတာကတင်ကန်းနားကိုမကောင်းဆိုးဝါးတွေမကတ်နိုင်ဘူးလို့လူကြီးသူမတွေပြောတဲ့စကားကြားဘူးလို့လေငကားမကမကောင်းဆိုးဝါးစင်းနဲ့မှမပါပါဘူးအကိုကြီးပြီးတော့ရှင်သာရိပုတ္တရာရဲ့ဦးခေါင်းကိုလက်သီးနဲ့ထူတဲ့နန္ဒကဘီလူအကြောင်းကိုလည်းအကိုကြီးကြားဘူးမှာပေါ့ကြားဘူးရညီတော့လက်သီးနဲ့ထူလိုက်တာရှင်သာရိပုတ္တရာကဘာမှမဖြစ်ပေမဲ့အဲ့ဒီဘီလူမျိုးခံလိုက်ရတယ်လေမှန်ပါတယ်အကိုကြီးဒါကြောင့်လှုပ်လို့ရတာကတစ်ပိုင်းဖြစ်တာမဖြစ်တာကတစ်ပိုင်းပါသဘောပေါက်ပါပြီညီတော့ကျုပ်သိကျင်တာတွေကိုဖြည့်ပေးပြီးသွားတဲ့အခါမှာတော့စနကလည်းပြန်ပြီးကွယ်ပြောက်သွားတယ်စနကကွယ်ပြောက်သွားမှကျုပ်လည်းတစ်ပင်ကိုမှီပြီးအိတ်နေရကနေလန့်နိုးလာတယ်လေကိုပြန်ပြီးဆန်းစစ်ကြည့်လိုက်တော့မအိတ်ခင်ကလေးလံနေတဲ့စိတ်မျိုးမရှိတော့ဘဲနဲ့ပေါ့ပါဖြစ်နေရတာကိုခံစားမိတာကြောင့်ကျုပ်လည်းစနကကိုအတော်လေးပဲကျေးဇူးတင်သွားမိရဲ့ဗျာဒါနဲ့ပဲကျုပ်လည်းခီးဆက်ပြီးထွက်ခဲ့တော့၄ရက်မြောက်တဲ့နေ့မှာလက်ကွက်တွေများစွာနဲ့အဲ့ဒီလက်ကွက်တွေအစုံတက်နေရမှာအိမ်တစ်လုံးကိုလှမ်းတွေ့လိုက်ရတယ်။ကျုံလဲအဲ့ဒီအိမ်မှာလူသူတူတယောက်ရှိရင်ရေတောင်းတောက်ပြီးခဏတော့နားအောင်မယ်လို့စိတ်ဆုံးဖြတ်ပြီးတော့အဲ့ဒီအိမ်လေးရှိရာဘက်ကိုရှောက်လာခဲ့လိုက်တော့တယ်။ဒါနဲ့အိမ်ရှိကိုရောက်တဲ့အခါမှာအဲ့ဒီအိမ်ကခြံတကားပိတ်ထားတာကိုတွေ့ရပြီးတော့ခြံအပြင်ကနေလူရှိမရှိစုံစမ်းနေတော့မှာပဲ။ခြံရှိကဘူးလေဟဲ့တကားကစိတ်ုံစိတ်ထားတာတွန်းဖွင့်ပြီးဝင်ခဲ့အဲ့လိုယောက်ျားကြီးတယောက်ရဲ့အတန်ကိုကြားလိုက်ရတော့ကျုပ်လဲဘာမှထပ်ပြီးစဉ်းစားမနေတော့ပဲ
ခြံတကားကိုတွန်းဖွင့်လိုက်ပြီးခြံထဲကိုဝင်လာခဲ့တော့တာပေါ့ဓာတ်ချောင်းကိုကင်ပြီးနှီးဖြာနေတဲ့အသက်50ကျော်လောက်ရှိတဲ့လူကြီးတစ်ယောက်ကိုမြေပြင်မှာထိုင်ရသားတွေ့ရတယ်ဦးလေးကျုပ်ကခီးသွားတယောက်ပါဗျာနေကလည်းတော်တော်ပြင်းတော့ရေငတ်လာတာနဲ့ရေတောင်းတောက်ဖို့လူရှိမရှိစုံစမ်းနေမိတာပါရပါတယ်ကွာငါတူရရေအေးတောက်ချင်အိမ်မော်တက်တောက်ချင်အကျန်းတောက်ချင်တော့ဒီမှာငှဲ့တော့လက်ဖက်လဲစားအောင်ပြောဆူနဲ့သူတောက်ဖို့စားဖို့ပြင်ထားပုံရတဲ့အကျန်းအိုးနဲ့လက်ဖက်ပကံထည့်ထားတဲ့လင်မတစ်ခုကိုထိုးပေးတယ်အဲ့ဒါနဲ့ပဲသူ့အနားမှာသူ့ထိုင်တယ်လို့ပဲမြေပြင်ပေါ်မှာထိုင်ချလိုက်ပြီးတော့ဟုတ်ကဲ့ကျေးဇူးပါဦးလေးလို့ပြန်ပြောပြီးရင်းနှီးချမ်းတစ်ခွက်ကိုငှဲ့ပြီးမော့ချလိုက်တာပေါ့ပြီးတော့လက်ဖက်တစ်စုံကိုခတ်စားလိုက်တယ်ဟာငါဒူကြီးကမြေပေါ်မှာထိုင်ရတယ်လို့အိမ်မော်တက်ထိုင်ကြီးလေဦးလေးလက်ကျန်တာတွေကိုညနေမှဆက်လုပ်တော့မှာကွာငါဒူအိမ်ပေါ်ရင်တန်းတဲ့ကျွန်တော်ကြောင့်ဦးလေးအလုပ်ပြတ်သွားပြီထင်တယ်အားနာပါတယ်ဗျာအလုပ်ရည်လို့တော့မဟုတ်ပါဘူးငါဒူရဲ့ဦးအိမ်မှာလည်းအလကားနေရင်ပြင်းပြင်းရှိတာနဲ့လုံမိနေတာပါအခုစကားပြောဖို့ရတော့လှုပ်เสียမလို့တော့ဘူးပေါ့ကွာပြောဆိုနဲ့ဦးလေးကြီးကကျုံနဲ့အတူရင်နှွေးချမ်းအိုးထက်ထားတဲ့ပကံကိုမှပြီးတော့အိမ်မော်တက်လိုက်လာခဲ့တယ်အိမ်မော်ကိုရောက်တဲ့အခါမှာတော့အဲ့ဒီလူကြီးထိုင်တဲ့နေရာနဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်ပြီးအိမ်မဦးလေးတယောက်တည်းလားတခြားအိမ်သားတွေရောမရှိကြဘူးလားဗျရှိပါတယ်ကွာမနေ့ထဲကရွာထဲသွားပြီးအိမ်အတွက်လိုအပ်တာတွေသွားဝယ်နေကြလေရဲ့ရွာကတော်တော်လှမ်းလို့လားဦးလေးဒီလောက်လည်းမိုးဝေးလာပါဘူးကွာသမီးဖြစ်သူလည်းပါသွားတော့သူ့တငယ်ချင်းအိမ်တွေဘာတွေဝင်လဲနေတာဖြစ်မှာပေါ့ဒါနဲ့ငါတူကဘဲကလာပြီးဘဲကိုသွားမလို့တော့ဖះဘူးထွက်လာတာပါဦးလေးအခုရွှေဆက်တော်ဖះသွားဖို့မလို့ပါတာရုကွာတာရုအခုလိုငငယ်ရွယ်နဲ့သွားထားလာထားတာကောင်းတယ်ကွာအခုဆိုရင်ဦးလေးကစိတ်ကသွားဘူးခြင်းလဲအကြောင်းမျိုးနဲ့သွားဘူးဖြစ်တယ်ကိုမရှိပါဘူးကွာသွားတာသွားငါတူကြီးဦးလေးအားပေးတယ်အိမ်ပိုင်ရှင်ဦးလေးကြီးစကားပြောနေတော့မှာပဲခြံထဲကိုတစုံတယောက်ပြေးဝင်လာတဲ့အတန်ကိုကြားလိုက်ရတယ်အဲ့ဒီခြေတံကြောင့်လှမ်းကြည့်လိုက်တော့အသက်20ဝန်းကျင်လောက်ပဲရှိတဲ့လူတယောက်ကပြေးချလာပြီးအော်ခေါ်တယ်ဘာကြီးချစ်ရဲ့သမီးတန်းပြညောင်မအောင်မပိုးထိသွားလို့ဟေးဟုတ်ရဲ့လားဟာကျုံနဲ့စကားပြောနေတဲ့လူကြီးလဲအထိတ်တလန့်ရေရွှန်းလိုက်ပြီးတော့သူ့သမီးတို့အရန်ကိုစိုးရိမ်ပုံရကအမြန်ထလိုက်ပြီးတော့အိမ်အောက်ကိုပြေးဆင်းသွားတယ်ဒါနဲ့ကျုပ်လဲဘာလို့ဘာကန်ရမှမသိတော့ဘဲနဲ့ဘာကြီးချစ်နဲ့လိုက်သွားဖို့ပဲဆုံးဖြတ်လိုက်ပြီးအိမ်အောက်ကိုပြေးဆင်းလာခဲ့တယ်အဲ့ဒီလိုနဲ့ကျုပ်တို့3ယောက်အပြေးတစ်ပိုင်းနဲ့လာလိုက်ကြတာတိတ်မကြလိုက်ခင်အချိန်မှာပဲညောင်မင်းအောက်မှာငိုနေတဲ့မိမကြီးတူရဲ့ပေါင်ပေါ်မှာခေါင်းအောင်ပြီးတော့လှဲလောင်းနေတဲ့ပိုးထိခံထားရသူတဲများလို့ထင်ရတဲ့အသက်18နှစ်18နှစ်အရွယ်မိန်းကလေးတယောက်ကိုတွေ့ရတယ်အဲ့လိုတွေ့ရတဲ့အခါမှာဘာကြီးချစ်ကမိလာနင်တို့ကလှဲနဲ့မပြန်ပဲဘာလို့လမ်းလျှောက်ပြန်လာရတာလဲခက်ကုံတော့မှာပဲဟာလှဲကပစ္စည်းတွေနဲ့ပြည့်နေလို့သားမိနှစ်ယောက်လမ်းလျှောက်ပြန်လာခဲ့တာဒီနားရောက်တော့ဒီလိုအဖြစ်မျိုးကြုံရတာပါပဲကိုပါချစ်ရဲ့ဒုက္ခပါပဲဟာရွာကဆရာရှိသွားရင်လည်းမိတော့မယ်မထင်ဘူးသူတို့အဲ့လိုပြောနေကြတော့ကျုပ်လဲမိန်းကလေးငယ်ကိုအကဲခတ်ကြည့်လိုက်တော့အသားအရွယ်တွေကတော့ပြန်နှန်းစားပြုတ်နေပြီတတိလည်းကောင်းကောင်းရတဲ့ပုံမပေါ်ဘူးဒါကြောင့်သူမအတွက်ဘယ်လိုလုပ်ပေးရရင်ကောင်းမလဲလို့စဉ်းစားပြီးအကြက်ရိုက်နေရတယ်အကိုကြီးညာလညိုးကိုပါဇက်ထဲငုံထားပြီးအစိတ်ဟူသည်များအကုန်ထွက်ရမယ်လို့အာယုံပြုလိုက်ပါပြီးလို့ရှိရင်မွေးသည်ရှိတဲ့နေရာကိုလက်ညိုးနဲ့ကွင်းလိုက်ပြီးတော့မိန်းကလေးရဲ့ငယ်တဲ့ကိုလက်သီးဆုံးနဲ့3ချက်တိတိထုလိုက်အရန်ဝေးကွာတဲ့နေရာမျိုးကနေလာတဲ့စနကရဲ့အတန်ကိုကြုတ်ကြားလိုက်ရတယ်ဒါနဲ့ကြုတ်လဲဘာကြီးချစ်ဘင်းနဲ့ဖယ်ပေးပါကြုတ်ကုသပေးပါမယ်စိတ်မပူပါနဲ့ငါတူကဆေးဆရာလားတော်သေးတော့ပေါ့ကွာတိုက်ဆိုင်ပါပဲလားဖះတကယ်ကိုဖះတကြားမတာပါပဲဘာကြီးချစ်ကဖះတန်ကြီးတွားနေရင်နဲ့ကျုပ်စမ်းတက်ဖို့အတွက်ကိုနေရာဖယ်ပေးတယ်ကျုပ်လဲမိန်းကလေးသားကိုမကတ်သေးပဲနဲ့စနကပြောတဲ့အတိုင်းညာလက်ညိုးကိုဗစက်ထဲထည့်ငုံလိုက်ပြီးတော့အစိတ်ဟူသည်များအကုန်ထွက်ရမယ်လို့စိတ်ထဲကပြောလိုက်ပြီးဘာကြီးချစ်ရဲ့ဇနီးလို့ထင်ရတဲ့မိလာဆိုတဲ့အတော်ကြီးကိုမွေကိုက်တဲ့နေရာဘယ်မှာရှိလဲလို့မေးပြီးလက်ညိုးနဲ့ကွင်းပေးလိုက်တယ်အဲ့လိုကွင်းပေးလိုက်တဲ့အခါမှာတစုံတဦးကအဲ့ဒီနေရာကိုကင်ညှစ်လိုက်တယ်လို့မျိုးပဲမဲညင်နေတဲ့သွေးတွေကထွက်ကြလာတယ်ပြီးတော့မိန်းကလေးငယ်ရိတ်ကိုလက်သီးစုံနဲ့အမပါစီပဲခက်ဆက်ထုလိုက်တဲ့အခါမှာတော့မိန်းကလေးကအနှဲငယ်လူလွန်လာပြီး
မျက်လုံးတွေပြန်ပွင့်လာတယ်။သမီးတရေရပြီနော်။ဘာကြီးချစ်ကစိုးရိမ်တကြီးမေးလိုက်တော့မိန်းကလေးကခေါင်းကိုအသာညှိ့ပြလိုက်ပြီးအခုမှသူဘာဖြစ်လဲဆိုတာကိုသတိရသွားတဲ့ပုံနဲ့သွေးပင်တိတ်ဆပြုတ်နေပြီဖြစ်တော့မွေးကြိုက်တရားကိုလှမ်းကြည့်နေတယ်။ကျေးဇူးတင်လိုက်တာငါတူရဲ့ဦးသမီးလေးမှာငါတူပေးတဲ့အသက်ပဲရှိပါတော့တယ်ကွယ်။ဒီလိုမထင်ပါနဲ့ဦးလေးရဲ့အခုလိုကဲခွင့်ရတာကတကယ်ကိုကျင့်တတ်နေပါပြီ။မဟုတ်တာပဲငါတူရဲ့ဟေ့မအောင်မဒီဆရာလေးကိုအိမ်ကိုရင်ခေါ်သွားငါနဲ့မိလာသမီးကိုတွဲပြီးလာခဲ့မယ်။ဘာကြီးချစ်ကသူ့အိမ်ကိုလာအကြောင်းကြားပေးတဲ့မအောင်ပါဆိုတဲ့သူကိုလှမ်းပြောလိုက်တယ်။ကျုံလဲအောင်ပါတို့အိမ်ကိုရောက်ပြီးမကြခင်မှာပဲဘာကြီးချစ်တို့သုံးဦးရောက်လာပြီးတော့ဘာကြီးချစ်ကသူ့သမီးလေးကိုအနားယူဖို့ပြောတယ်။နောက်ပြီးသူ့မျိုးသမီးကိုလည်းသမီးနားမှာနေပြီးစောင့်ရှောက်ပေးဖို့ပြောတော့သားမိနှစ်ယောက်အခန်းထဲကိုဝင်သွားကြတယ်။အောင်ပါဆိုသူကလည်းဘာကြီးချစ်ကိုနှုတ်ဆက်ပြီးတော့ပြန်သွားတယ်။ပြီးတော့ဘာကြီးချစ်ကကျုပ်အနားကိုကတ်လာပြီးကျေးဇူးတင်စကားထပ်ပြောတယ်။နောက်ပြီးညနေစာကိုဒီမှာစားဖို့ပြောတဲ့အခါကျုပ်လည်းလက်ခံလိုက်ပြီးတော့တော်တော်ကြာအောင်စကားတွေပြောပြသွားကြတယ်။စကားပြောလို့ဝသွားတဲ့အခါမှာတော့ဘာကြီးချစ်လည်းတရေတမောအိမ်အောင်မယ်ဆိုပြီးတော့အိမ်အောင်ထက်ကိုဆင်းသွားတယ်။အချိန်ကတဖြည်းဖြည်းနဲ့ညနေနေဝင်ချိန်ကိုရောက်လာတယ်။အဲ့ဒီအချိန်မှာတော့ကျုပ်လည်းရေမိုးချိုးပြီးပြီဖြစ်လို့အိမ်ပေါ်ကနေပြီးခြံထဲကိုလှမ်းကြည့်နေမိတယ်။ဘာကြီးချစ်တို့လင်မယားခြံထဲမှာတန့်ရှင်းရေးလုပ်နေကြတာကိုတွေ့လိုက်ရတယ်။ဘာကြီးချစ်ရဲ့သမီးသေးများကတော့လက်ထဲမှာကြိုင်းတစ်ကြိုင်ကင်ထားတဲ့သစိမ်းမိန်းကလေးတစ်ယောက်နဲ့မတ်တက်ရက်ပြီးစကားပြောနေတာကိုတွေ့ရတယ်။အဲ့ဒီခါမှအိမ်ပေါ်တက်ကနေကျုပ်လဲတဲမြကိုသေချာကြည့်ပြီးတော့တော်တော်ကိုလှပပြီးတော့ချစ်စရာရမ်းကောင်းတဲ့မိန်းကလေးတစ်ယောက်လို့စိတ်ထဲမှာအသိမှတ်ပြုလိုက်မိတယ်။သူနဲ့စကားပြောနေတဲ့မိန်းကလေးကလည်းသူ့လှနဲ့သူတင့်တယ်နေပေမဲ့တဲမြနဲ့ရှင်ကြည့်လိုက်တဲ့အခါမှာတော့အရက်အမောင်းအနှဲငယ်ပုံမြင့်ယုံကလွယ်ပြီးသူ့ပင်ကိုအလှတွေကတဲမြနဲ့ဆိုဘလို့မှရှင်လို့မရနိုင်ဘူးလို့ကျုပ်စိတ်ထဲကနေဆုံးဖြတ်လိုက်မိတော့တယ်ဗျာကျုပ်ကြည့်နေတော့မှပဲသစိမ်းမိန်းကလေးကတဲမြကိုနှုတ်ဆက်ပြီးတော့ဘာကြီးချစ်တို့လင်မယားကိုလည်းနှုတ်ဆက်ပြီးပြန်ထွက်သွားတယ်တဲမြလည်းအိမ်ပေါ်ကိုတက်လာပြီးကျုပ်ကိုမြင်တာနဲ့အကိုရေချိုးပြီးပြီလားပြင်းပြီးပြီညီမကျုပ်ပြန်ဖြေလိုက်တော့တဲမြကသူ့လက်ထဲကကြိုင်လေးကိုပြပြီးညီမတငယ်ချင်းကညီမပိုးထီးတဲ့သတင်းကြားလို့ညီမကိုသတင်းလာမေးရင်းနဲ့ညီမတွေ့ဆိုပြီးကြက်စုပ်ပြုံးနဲ့ညီမရဲ့ကျေးဇူးရှင်ဖြစ်တဲ့အကိုစားဖို့ဆိုပြီးဝတ်သားဟင်းလာဖို့ပြီးသွားတာအကိုတကယ်ချင်းဆိုတာကစောစောကညီမနဲ့စကားရက်ပြီးပြောနေတဲ့တရားမဟုတ်လားဟုတ်တယ်အကိုတွေးလိုက်လို့လားစောစောကဘာကြီးချစ်တို့ကိုနှုတ်ဆက်နေတော့မှတွေးလိုက်တာပါဟုတ်တယ်အကိုဒီရသားလို့ရှိရင်ပြောနော်ညီမသူ့ကိုပြောပေးမယ်သူကညီမပြောရင်ရရသိလားတဲမြကအဲ့ဒီလိုပြုံးပြီးစားနောက်နေတော့ခုနတော့ကတဲမြပေါ်မှာကို့ဘာသာကြိတ်အကဲဖြတ်ပြီးအမှတ်ပေးနေမိရဲ့ကျုပ်လဲအရန်ကိုမျက်နှာတွေထူပူသွားရတယ်ဗျာအဲ့ဒီအချိန်မှာပဲဘာကြီးချစ်တို့လင်မယားအိမ်ပေါ်ကိုတက်လာပြီးတော့ဒေါ်လာကသူ့ရဲ့သမီးဖြစ်တဲ့သူကိုညစာပြင်ဆင်ကြစို့လို့ပြောပြီးခေါ်သွားတယ်တဲမြရဲ့မိကုန်းကိုအဖေကကြက်နေတဲ့ကျုပ်အတွက်ဒေါ်လာကကဲတင်ရှင်ကြီးဖြစ်သွားတယ်လေငါတူနေရတာအဆင်ပြေရဲ့လားကိုယ့်အိမ်လိုသဘောထားတော့ကြားလားလူရာရှိရင်ဦးလေးကိုပြောဘာမှအားနာစရာမလိုဘူးဟုတ်ကဲ့ပါဦးလေးအားလုံးအဆင်ပြေပါတယ်ဗျာကျေးဇူးပါရပါတယ်ကွာငါတူကဦးသမီးရဲ့ကျေးဇူးရှင်ပဲကျေးဇူးတင်တာတွေပါလေလုံမနေပါနဲ့ကွာခဏနေထမင်းစားရအောင်ဟဲ့ဒီလိုနဲ့ဘာကြီးချစ်ကရောက်တဲ့ရရတွေဆက်ပြောနေတော့မှအဖေထမင်းပွဲပြင်ထားပြီးပြီဆိုတဲ့တဲများရဲ့အတန်ကြောင့်ပြောလက်ဆက်စကားတွေကိုဖြတ်ပြီးတော့ကျုပ်တို့နှစ်ယောက်လည်းထမင်းစပွဲစီကိုရှောက်လာခဲ့ကြတယ်ထမင်းစပွဲကိုရောက်တဲ့အခါမှာတော့တဲမြတို့သားအမိကကျုပ်တို့ကိုနေရာပေးပြီးသူတို့ပါဝင်ထိုင်ကြတယ်ကျုပ်လည်းလိုက်ထိုင်လိုက်ပြီးတော့စပွဲပေါ်မှာရှိတဲ့ဟင်းတွေကိုကြည့်လိုက်တော့အရန်ကိုကြက်သိမ်းထသွားပြီးတဲမြတောက်မလို့ပြင်ဆင်နေတဲ့စွပ်ပြုတ်ပကံလုံးတွေကိုလှမ်းကြည့်လိုက်တဲ့အခါမှာကျုပ်အရန်ကိုထိတ်လန့်ပြီးအော်ဂလီဆန်သွားမိရဲ့ဗျာဘာဖြစ်လို့လဲဆိုတော့ကျုပ်စပွဲပေါ်မှာရှိတဲ့ဟင်းကတ်တွေကိုကြည့်လိုက်တဲ့အခါမှာကျုပ်ရှိမလန်းမကန်းမှာချထားတဲ့ပကံလုံးတွေကတေချာတုံးတက်ထားတဲ့အသားတုံးတွေကဖက်နဲ့အပိုင်းစာတွေဖြစ်နေတာကိုတွေ့လိုက်ရတယ်လေနောက်ပြီးတော့တဲမြတောက်မဲ့ပကံလုံးထဲမှာအမည်နာမတက်ပြောလို့မကောင်းတဲ့အဝါရောင်အရည်တွေဖြစ်နေတာကိုနောက်ပြီးအဲ့ဒီပကံလုံးထဲမှာလောက်ကောင်တွေကိုတော့မြင်နေရတယ်လေအဲ့လိုမြင်လိုက်ရတဲ့အခါမှာတော့ကျုပ်လည်းချက်ချင်းထပြီးဇိုးနဲ့ခန့်တောက်လို့ဆဲဆဲဖြစ်နေတဲ့တဲမြလက်ကိုလှမ်းဆွဲထားလိုက်တယ်ငါတူဘာဖြစ်လို့လဲကွယ်ဦးလေးတို့
ဦးလေးတို့ထမင်းစားဖို့စိတ်မကူးပါနဲ့တော့တဲမြဇွန်းကိုချထားလိုက်ငါတူအကျိုးကြောင့်လေးတော့ပြောပါအောင်ကွယ်ဘာချစ်ချင်းအဲ့လိုပြောတော့ကျုံလဲကျုံမြင်နေရတဲ့ပုံမှန်တရံကိုသူတို့ကိုဘယ်လိုပြောရမလဲဆိုတာအကြက်ရိုက်နေတယ်အကိုကြီးဟင်းခွက်ကိုလက်ညှိုးထိုးလိုက်ပြီးတော့မူလတရံပေါ်စေလို့ပြောလိုက်ပါစနကားရဲ့အတန်ကိုကြားလိုက်ရတာနဲ့ကျုံလဲကျုံမြင်နေရတဲ့ဟင်းခွက်ကိုလက်ညှိုးနဲ့ထိုးပြီးတော့စနကပြောဆိုခိုင်းတဲ့အတိုင်းပြောလိုက်ပြီးအခုလိုပြုတ်လုပ်တဲ့သူကိုကျုပ်လဲဒေါသအရန်ထွက်သွားပြီးတော့ဆုံးမမယ်လို့စိတ်ဆုံးဖြတ်ပြီးအိမ်အောက်ကိုဆင်းလာခဲ့တယ်။အဲ့ဒီအချိန်မှာတော့တဲမြနဲ့သူ့အမေတို့ရဲ့အော့အန်တန်တွေကိုကြားရပြီးဘာကြီးချစ်ရဲ့ကြိတ်ဆဲတန်တွေကလည်းနောက်မှာကပ်ပါလာခဲ့တယ်။ကျောက်အိမ်ပေါ်ကဆင်းပြီးခြံတကားကိုဖွင့်ပြီးတော့အပြင်ဘက်လက်ကွင်းတွေစီကိုလှမ်းထွက်လာခဲ့ပြီးလက်ကွင်းတွေနာအရောက်မှာတော့ဟင်းခွက်ကိုအခုလိုစီရင်သူနဲ့ကြံရပါပုံကိုတွေကျုပ်ရှိကိုချက်ချင်းရောက်စေလို့ဆိုလိုက်ပြီးဖနှောက်တဲ့မြေပြင်ကို၃ချက်ပေါက်ချလိုက်တယ်။အဲ့လိုဖနှောက်နဲ့ပေါက်ချလိုက်တဲ့အခါမှာတော့ဘာကြီးချစ်တို့အိမ်ပေါ်မှာဝုံတိုင်းဆိုပြီးအတန်တွေကြားရပြီးခြံတကားလဲပွတ်ထွက်သွားပြီးတော့တဲမြနဲ့သူ့အမေတို့သပင်ဖားရကြီးတွေချပြီးကျုပ်ရှိရာကိုသူ့ထံကအရင်ရအောင်ပြေးလာကြတယ်။အဲ့ဒီပုံစံကိုမြင်တော့ဘာကြီးချစ်လဲအရန်ကိုထူဆန်းအံ့ဩသွားပြီးအိမ်ပေါ်ကနေလှမ်းကြည့်နေတော့တာပေါ့ဗျာ။တဲမြတို့သားမိကျုပ်နားကိုရောက်လာတဲ့အခါမှာတော့သူတို့အနောက်ဘက်ကက်ရက်မှာအရေးပုံစံမျိုးတွေ့ရပြီးတော့သားမိနှစ်ယောက်ကခါထောက်ပြီးကျုပ်ကိုစိမ့်စိမ့်ကြီးကြည့်နေကြတာဗျာတဲမြရဲ့အမေဒေါ်လာကတိုက်မွေလှုပ်ပြီးကောင်မလေးကိုအသေးသက်တာနင်ကဘာကိစ္စကယ်ရတာလဲလို့ပြောပြီးတဲမြကလည်းဒီကောင်မသေမအေးမယ်ရှောင်းဝင်ရှည်တဲ့နေလဲသေကိုသေရမယ်အဖွားဒီကောင်ကိုအရင်တတ်ကြစို့ဆိုပြီးဒေါ်လာဘက်ကိုလှည့်ပြီးတော့ပြောတယ်အဲ့ဒီချိန်မှာကျုပ်စိတ်ထဲတဲမြတို့သားမီးနှစ်ယောက်ကိုတခြားတစ်စုံတစ်ယောက်ကပူးကတ်နေပြီဆိုတာကိုတက်အပ်သိလိုက်ရတယ်။ဒါပေမဲ့သူတို့ကျုပ်ကိုဘယ်လိုတိုက်ခိုက်မလဲဆိုတာကိုသိချင်လို့ကျုပ်လည်းအသာပဲစောင့်ကြည့်နေတယ်။ဒေါ်လာနောက်မှာကတ်နေတဲ့အရေးကကျုပ်စီကိုရုတ်တရက်လှင်မြန်တဲ့အချိန်နဲ့ဝင်လာပြီးတော့ကျုပ်ရဲ့လက်တကန်းအလိုအရောက်မှာတော့တွန်းကန်မှုတစ်ခုကိုကြုံတွေ့လိုက်ရပြီးဒေါ်လာခန္ဓာကိုယ်စီဘက်ကိုပြန်လွင့်သွားတယ်။ပြီးတော့အချိန်မထိန်နိုင်တဲ့ပုံစံနဲ့ဒေါ်လာခန္ဓာကိုယ်ကြီးကလည်းမြေပြင်ပေါ်ကိုဘုံကနေကျသွားတော့တာပေါ့ကျသွားတဲ့ဒေါ်လာလည်းနေရာကနေချက်ချင်းထလိုက်ပြီးတော့သမီးလေးဒီကောင်မလွယ်ဘူးလားအဖွားတို့နှစ်ယောက်ပေါင်းပြီးဆုံးမရအောင်အဲ့လိုပြောလိုက်တာနဲ့တပြိုင်နက်တဲမြကလည်းသူ့အနာကတ်သွားပြီးတော့ဒေါ်လာလက်ကိုစုပ်ကင်ထားပြီးကျုပ်မျက်လုံးကိုစိုက်ကြည့်နေတယ်ကျုံလဲတခါတော့ကစိတ်ညှို့ခံလိုက်ရတဲ့ဖြစ်ကိုသတိရသွားပြီးတော့ဒီတခါတော့မခံတော့ဘူးလို့ဆုံးဖြတ်ပြီးမျက်လုံးကိုမှိတ်လို့စိတ်ထဲမှာလဲဒေါ်လာနဲ့တဲမြကိုဆွဲကပ်နေတဲ့အရေးတွေရဲ့ဥကောင်းကိုမှန်ပြီးတယောက်တစ်ချက်နှုံးနဲ့ဖနှောက်တစ်ချက်ဆင့်ပြီးပေါက်ချလိုက်တော့တာပဲအဲ့လိုလုံးလိုက်ပြီးတော့မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါဒေါ်လာနဲ့တဲမြကသူတို့ဖြစ်ပျက်နေတဲ့အခြေအနေတွေကိုစဉ်းစားမရပုံနဲ့တွေ့ဝေနေတာကိုတွေ့ရပြီးတော့မြေပြင်ပေါ်မှာလူးလှိမ့်နေတဲ့အရေးတစ်ခုကိုလည်းတွေ့ရတယ်ကျုပ်လဲဒေါ်လာတို့သားအမိကိုအိမ်ထဲမြန်ဝင်ဖို့ပြောလိုက်ပြီးအဲ့ဒီအရေးတွေကိုချိန်ချောက်တဲ့သဘောနဲ့ခြေထောက်ကိုထပ်မြောက်လိုက်တော့အရေးနှစ်ခုကလည်းလူးလွတ်နေရကနေထားပြီးကျုပ်ရှိမှဒူးထောက်လာကြတယ်မင်းတို့ဘသူတွေလဲဘာဖြစ်လို့သူများစားမဲ့ဟင်းကိုညစ်ညစ်ပတ်ပတ်တွေနဲ့လှုပ်ရတာလဲဒီအိမ်ကကောင်မကိုမွေနဲ့တိုက်သက်တာမသေးလို့အပင်းထည့်ပြီးထက်တက်မလို့ကြံတာလေမင်းကဘသူလဲကျမကသူ့တငယ်ချင်းပါဒါဆိုမင်းကညနေကဟင်းလာဖို့တွေတယောက်မှလားဟုတ်ပါတယ်ကို့တငယ်ချင်းကိုဘာလို့ဒီလိုလုပ်ရတာလဲကွာတဲမြကတော့နင့်ကိုတော်တော်ခင်းတယ်ဆိုတာဒီနေ့မှအိမ်ကိုအလဲရောက်တဲ့ငါတောင်သိတယ်ကွာမနာလို့ဖြစ်မိလို့ပါရှင်ကျမထက်သူကပိုလာတာမနာလို့ဖြစ်မိလို့ပါသူသာမရှိရင်ဒီရွာမှာကျမကအလှဆုံးဖြစ်နေမှာသူ့ရဲ့အဖေစကားကိုကြားတော့ကျုပ်စိတ်ထဲမှာမတက်မတာဖြစ်ရတယ်ဗျာကိုထက်သားတိုင်းဒီလိုလိုက်လုံနေရင်ခက်ရကြီးရဲ့လေဒီတော့သူတို့ပညာတွေကိုထပ်သုံးလို့မရအောင်လုံမှဖြစ်မယ်မင်းတို့ပညာကဘာတွေလဲအောက်လန်းလားဆုံးလားဆုံးပညာပါရှင်မင်းပညာကဘယ်အဆင့်ရောက်နေပြီလဲတိတ်ညွန့်ကိုတက်စားနိုင်တဲ့အဆင့်ပါဟာတိတ်ညွန့်စားတယ်ဆိုတာတကယ်စားလို့ရလို့လားအော်ဒါကပညာပိုင်းဆိုင်ရာအသုံးအနှုန်းတစ်ခုပါတိတ်ကိုတော့ဘယ်လိုလုပ်ပြီးစားလို့ရမလဲရှင်ဟုတ်ပါပြီဗျာကဲအသားထက်မနာခြင်းတော့ခင်ဗျားတို့နှစ်ယောက်စလုံးကြောက်နောက်လိုက်ခဲ့ကြဘာလို့မလို့လဲရှင်မင်းတို့ပညာတွေကိုသုံးမရအောင်လုပ်မလို့လေ
အဲ့ဒီလိုတော့မလုပ်ပါနဲ့ရှင်သူများတွေကိုမနှောက်ယှက်ရဘူးဆိုရင်လည်းမနှောက်ယှက်တော့ပါဘူးကျမတို့စုံပညာတက်တဲ့သူတွေကပညာအသိခံလိုက်ရတယ်ဆိုရင်တခြားဆုံးတွေကအနိုင်ကျင့်လို့ပါပညာတော့မသိမ်းပါနဲ့ရှင်တောင်းပန်ပါတယ်သူ့ပြောစကားကိုတော့ကျုပ်စိတ်ထဲမှာတိတ်မယုံပါဘူးဒါမဲ့တချို့စကားတွေကဖြစ်နိုင်တယ်လို့လည်းကျုပ်စိတ်ထဲကထင်နေတယ်ဒါကြောင့်ကောင်းပြီလေလိုက်တာလိုက်ခဲ့ပါကျုပ်စကားနားမထောင်ရင်ကျုပ်အဆိုးမဆိုးနဲ့နော်ကျုပ်လည်းဘာကြီးချစ်တို့ channel ကိုပြန်ဝင်ပြီးတော့ရေတစ်ခွက်ခတ်လိုက်တယ်ပြီးတော့တင်တို့တက်မြောက်ထားတဲ့စုံပညာကပညာလာဆန်းတဲ့သူများနဲ့တွေ့မှသာအသက်ဝင်ပါစေတာမန်လူများနဲ့တွေ့ဆုံရင်လုံးဝအသက်မဝင်စေရလို့သုံးခေါက်တိတိပါဇက်ကပြောလိုက်ပြီးတော့ညလက်ညိုးကိုရေထဲထည့်မှုပြီးအဲ့ဒီရေနဲ့နှစ်ယောက်စလုံးကိုပတ်ပစ်လိုက်တယ်အဲ့ဒီလိုပတ်လိုက်တဲ့ဆိုရင်ပဲအရင်တစ်ခုကကြောက်နာကနေချက်ချင်းကိုပြက်ကွယ်သွားကြတော့တာပဲဗျာကိစ္စတွေအလုံးပြီးတဲ့အချိန်မှာတော့တော်တော်ကိုမှောင်နေပြီလေအိမ်ပေါ်ကိုမိုးကြည့်လိုက်တော့လေဘာကြီးချစ်တို့သုံးဦးစလုံးကကြောက်လောက်တာတွေကိုမမိတ်မတုံနဲ့ကြည်နေကြတာကိုတွေ့ရတယ်ကြောက်လဲအိမ်ပေါ်တက်သွားပြီးတော့ဘာတွေဖြစ်နေတယ်လဲလို့ဝိုင်းမေးကြတဲ့သူတို့ကိုသိမ်းမြတငယ်ချင်းဆိုတာကိုထိန်ချန်ပြီးအဆအဆုံးပြောပြလိုက်ပါတယ်အဲ့ဒီခါသိမ်းမြကအဲ့ဒါမို့လို့ဟိုကောင်မကိုပြောတာညနေဘက်ကြီးဟင်းလာပိုးရလားအခုတော့ပညာသားတွေအကြိုက်ဖြစ်သွားတာပေါ့အဖြစ်မှန်ကိုမသိဘဲနဲ့ဂယုဏဒေါသောနဲ့ပြောနေတဲ့သိမ်းမြစကားကြောင့်ကျုံလဲစိတ်ထဲမှာကြိတ်ပြုံးနေမိတော့တာပေါ့ဗျာဟုတ်ကဲ့ပါရှင်အပိုင်း7ကတော့ဒီနေရာမှာရင်ပြီးဆုံးသွားပါပြီကျန်တဲ့အပိုင်းများကိုလည်းဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့မှတ်ချက်လေးတွေနဲ့အတူတူအားပေးသွားကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်